Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Premium Pro ရဲ့မှာဗီဒီယိုတစ်ပုဒ်ကိုဇွန်းဇွန်လုပ်တဲ့နေရာမှာပို့ပြီးတော့ smooth ဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာပြပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်လုပ်ချင်တဲ့ဗီဒီယိုကိုတိုင်းလိုက်နဲ့ကိုဆက်ထည့်ထားမှာပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကဒီဗီဒီယိုရဲ့ဘယ်နားလောက်ကိုစပြီးတော့ဇွန်းချဲ့ချင်တာလဲချစ်ချင်တဲ့နေရာကိုဒီအပြောင် online နဲ့စပြီးသတ်မှတ်လိုက်ပါမယ်သတ်မှတ်ပြီးသွားရင်တော့ကျွန်တော်ဒီဘက် app control ထဲမှာ scale ဆိုတာလေးရှိပါတယ်အဲ့ scale မှာကျွန်တော်က token animation လေးကိုတစ်ချက်ဖွင့်ပေးထားမှာပဲဖြစ်ပါတယ်အဲ့လိုဖွင့်ပေးလိုက်ပြီဆိုတော့ကျွန်တော်ဒီဘက်မှာလည်း key frame တစ်ခုဝင်သွားပြီပဲဖြစ်ပါတယ်ပြီးရင်လည်းကျွန်တော်တို့ကဘယ်နှလောက်ထိကိုဆုံးချဲ့ချင်တာလဲချဲ့ချင်တဲ့နေရာလောက်ထိကိုပြောင်းလိုင်းလေးနဲ့သတ်မှတ်လိုက်ပဲမှာသတ်မှတ်ပြီးသွားရင်ကျွန်တော်တို့ကဒီဘက်ဇွန်းလေးကိုစပြီးချဲ့လိုက်ပါမယ်အဲ့လိုဇွန်းချဲ့တဲ့နေရာမှာလည်းကျွန်တော်ဒီတောင်တန်းကို focus ထားပြီးတော့ဇွန်းချဲ့ခြင်းလဲဆိုရင်ဒါလေးနဲ့ချက်နေလိုက်ပါပြီးရင်ဒီဘောက wine လေးကိုဒီတောင်တန်းကိုချက်ထောက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ effect control ကိုသွားပြီးတော့ပြန်ပြီးဇွန်းချဲ့ကြည့်မယ်ဆိုရင်ဒီတောင်လေးကိုစပြီးတော့ focus ထားပြီးတော့ဇွန်းချဲ့နေရမှာဖြစ်ပါတယ်တင်ကြည့်လိုက်မယ်ဆိုရင်Okay ကျွန်တော်ဆွန့်ချဲ့သွားပါတော့အဲ့ဒါကိုမှကျွန်တော်တို့ကပို့ပြီး smooth ဖြစ်အောင်လုပ်မယ်ဆိုရင်ဒါလေးကိုကျွန်တော်ဆက်လက်ပေးလိုက်ပါပြီးလို့ရှိရင် right click လေးကိုနှိပ်ပြီးရင်ပြီးရင် right click လေးကိုထပ်နှိပ်အဲ့လိုနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ scale ပေးမှာမြားလေးကိုချက်ဆွဲချလိုက်မယ်ဆိုရင်ဒီလိုပုံစံလေးရပြီပေါ့နော်အဲ့ဒါကိုကျွန်တော်ကဒီ line လေးကိုဒီလိုဆွဲလိုက်မယ်ပြီးရင်ဒီ line လေးကိုလည်းရိုးလေးဆွဲလိုက်မယ်ပြီးရင်ပြန်ကြည့်လိုက်မယ်ဆိုရင်ပို့ပြီးတော့ smooth ဖြစ်စေတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်